မကြခင်မှာစတင်တော့မဲ့ PMGC တော်ရမှန်ပြန်ပွဲကြီးအပြင် Ultimate Royale နဲ့ Classic ပွဲတွေမှာပါပြောင်းလဲမှုအသစ်တွေကိုပတ်ကြည့် mobile player တွေအားလုံးရင်ဆိုင်ရတော့မှာပါဒီဗီဒီယိုမှာတော့ နောက် update အသစ်မှာပါလာမဲ့ vehicle အသစ်နဲ့ရည်တဲ့ရောက်နေတာမှာပလင်ကြီးအပြစ်မခံရတော့ပဲကာဗာယူလို့ရမယ့်နေရာအသစ်တွေအကြောင်းကိုပြောပြပါမယ်။ပတ်ကြည့် mobile နဲ့ပတ်သက်ပြီးအကျိုးရှိမဲ့အကြောင်းအရာတွေကိုအမြဲတင်ပေးနေတာမလို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့။လာမဲ့ update အသစ်မှာတော့ inflatable boat လို့ခေါ်တဲ့လေသွင်းလေပါဝင်လာပြီးတော့အရေးပေါ်ရေကြောင်းလမ်းတွေမှာတော်တော်လေးကိုအသုံးဝင်စေမှာပါ။အားတာချက်တွေကလွေအထက်ကိုတင်ပြီးမှတည်သွားလို့ရတယ်လို့လိုအပ်တဲ့အချိန်လိုတလို့ထုတ်ပြီးမှအသုံးပြုလို့ရပါတယ်။လေရဲ့အမြန်နှုန်းအနေနဲ့လည်းလေပေါ်မှာစီးလူပမာဏပေါ်မူတည်ပြီးတော့လူပမာဏများလေပုံမြန်လေဖြစ်ပြီးတယောက်တည်းစီးရင်တော့ထင်တော့မမြင်ပါဘူး။ damage ခံတဲ့ဆွဲအနေနဲ့ရေပေါ်မှာစီးလို့ရတဲ့ vehicle တိုင်းထဲနေတာမလို့ damage ခံတဲ့ဆွဲမှာတော့အားနေပါတယ်။နောက်ထပ်အသစ်ပါဝင်လာတဲ့အရာကတော့ပုံမှန်တော်တော်မှန်ပွဲတွေမှာရေထဲကိုရောက်သွားတဲ့ချိန်ရေငုံလို့ရတယ်ဆိုပေမဲ့ရေငုံလို့ရတဲ့ limit ကပြည့်သွားရင်တွေးရတော့ကြောင့်ရေထဲကိုရောက်သွားရင်တော်လေးကိုအခက်တွေ့ပါတယ်။ဒါပေမဲ့နောက် update မှာတော့မြစ်တွေရဲ့အလဲတွေမှာကာဗာယူပြီးအသက်ရှူဖို့အတွက်တစ်ဖြတ်နားလို့ရတဲ့နေရာတွေထည့်ပေးလာတဲ့အပြင်ရေထဲမှာလက်နက်ရှားပါမှုတွေအတွက်အဆင်ပြေစီမဲ့ရေပေါ်မှာချထားပေးတဲ့ loot crate တွေပါဝင်လာမှာပါ။ကဲဒီတော့နောက်ဆုံးအပိတ်အနေနဲ့ in game ထဲမှာ KPZ ပေးရဲ့အတူဆော့ပြီးထိကြမယ်ဆိုတဲ့ event လေးရှိပါသေးတယ်။ reward တွေကိုဘယ်လိုရမလဲဆိုရင်တော့အခုမှစောစောမဲ့ player တစ်ကိုကိုယ့်ရဲ့ refer code ကိုတုံးခိုင်းမယ်။ refer code တုံးပေးတဲ့ player တစ်က gold rank ရောက်တာနဲ့ကိုကလည်းစုငွေရမယ် player တစ်ကလည်း in game reward တွေရမယ်အစီအစဉ်လေးပါ။မ join ရသေးဘူးဆိုရင်တော့ in game ထဲမှာ join လို့ရပြီးတော့ event ကာလအနေနဲ့9လပိုင်း16ရက်ကနေ9လပိုင်း17ရက်နေ့ထိရှိမှာပါ